လို့ဒီတချင်းကိုတောင်းတောင်းဘယ်ဆိုမလဲကျမမဆိုအောင်အရင်အကုန်လုံးဆိုချင်တော့အကုန်လုံးကိုစင်မော်တင်ရတာဘသူ့အမအယုတ်လက်မြက်မြွေမဟုတ်ဘဲနဲ့ကျမအကုန်တင်လိုက်တဲ့အတွက်ကတောင်းကနင်းဖြစ်သွားရင်လည်းတောင်းမှတ်ပါတယ်အဲ့တော့တသားလေးမိမိတွေကမေမေတွေဘက်ကိုလှည့်ပြီးတော့ကြောလိုက်ပါအောင်ရှင်အမေကိုမတွေ့လဲမှန်းပြီးတော့ကြောလိုက်မေမေကျမ်းမာပါစေဖေဖေကျမ်းမာပါစေအဲ့လိုမျိုးနဲ့ကြောလက်အုပ်ချီကဲလက်အုပ်ချီဟုတ်ပြီကဲခြေလက်နှစ်ဖူးတောင်တူထိအောင်လုပ်မယ်ကြောမယ်တစ်ချိန်ဖေဖေမေမေကျမ်းမာပါစေနှစ်ချိန်ကဲသုံးချိန်တိတ်မင်္ဂလာရှိသောစက်တည်းရှိသောမြင်ကွင်းမှာမိဘတွေတော့မသိဘူးကျမတော့ပင်မအကျိုးတော့ပင်မမှန်းတော့မသိဘူးကဲတယောက်လောက်ကမေတ္တာစကားလေးချီးမြှင့်ပေးပါအောင်ရှင်ကဲပါပထမဦးစွာကျွန်မပြောချင်တာကတော့ဒီပွဲကိုအတိတ်ပဲရှိရှိနော်ခေါင်းစဉ်လေးနဲ့ကိုင်းညီအောင်အတိတ်ပဲရှိရှိကျင်းပပေးတဲ့ဆရာမကြီးကိုလည်းပဲအထူးကျေးဇူးတင်ပါတယ်နောက်တစ်ခါကျမတို့ကလည်းကျမတို့ grade 5မိပါဆိုတော့မနေ့ကပဲဆောင်မွဲပြီးတယ်ဒီနေ့မှာဒီလိုပွဲမျိုးလေးကိုပြီးမြတ်အောင်လုပ်ပြီးတဲ့ဆရာဆရာမများကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဆရာဆရာမတွေကအရန်ပင်ပန်းကြပါတယ်မနေ့ကမှပဲ exam ပြီးကြတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့နောက်တစ်ခါအခုလာရောက်ပြီးတော့တတသမီးတို့လေးလာပြီးတော့ကြောကြတဲ့သမီးလေးတွေတသားလေးတွေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာနဲ့ပြည့်စုံပါစေနော်ဒီထဲမှာကအစင်းမြင့်တဲ့ပညာရေးသင်ကြားနိုင်ပြီးတော့မိဘကိုလိုချင်နိုင်တော့တားကောင်းသမီးမြတ်ကလေးဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်နော်ယေရှုနဲ့ပြပါစေဒီနေ့လိုပွဲလေးကိုဖြစ်မြောက်အောင်စီစဉ်ပေးပါတော့မေးရင်ကိုပိုင်ထက်တန်းဆောင်ရဲ့တာဝန်ရှိသူတီထောင်သူတီချယ်မိုးကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ပြီးတဲ့အခါမှာအခုလိုတန်းငယ်သမီးငယ်လေးတွေလိမ္မာရင်ကျင်းအောင်တင်စားပေးတော့ဆက်စမအားလုံးเนาะပွဲကိုဖြစ်မြောက်အောင်စီစဉ်ပေးတော့တာဝန်ရှိသူအားလုံးနဲ့တကွအခုရှေ့မှာမိဘတွေကိုတကယ်ကိုမှရိုသေလေးစားစွာနဲ့ကြောနေတော့တန်းငယ်သမီးငယ်တွေအားလုံးရဲ့ဘဝမှာမတောင်းမတမကြောက်မကြပဲနဲ့အားလုံးပြည့်စုံပြီးတော့မိဘကိုကူညီနိုင်တော့ပိုင်ခွင့်ချိန်ကအားထားရတော့တားကောင်းသမီးကောင်းလေးတွေဖြစ်ပါစေလို့ဒီနေ့မှာမမေတွေအားလုံးရဲ့ကိုစားစွတ်မောင်ကောင်းတောင်းပါတယ်တားတဲ့သမီးတွေအေးချမ်းပါစေ